2026ခုနှစ်ဖနလာပိုင်းဇွန်လအင်္ဂါသားသမီးများရဲ့ကံကြမ္မာကန်စာတာဟော့စတန်လေးရာတီချိုးခွင်ချိုးစီဂျွန်နေမြအရာကျွန်တော်များပုံနဲ့တော်ပြည်တင်စာရနိုင်ထုံးရဲ့တွက်စီရကံကြမ္မာဟော့စတန်လေးဖြစ်ပါလေရာတီချိုးနက်ခတ်တဲ့ရာတီခွင်ထဲမှာတီးမြဲနေတဲ့ဂျိုကူဂျိုစီဂျိုပြောင်းနေမှာကြီးလိုက်တဲ့အခိုက်မှာအင်္ဂါသားသမီးကံကြမ္မာကန်စာတာဆန်းဆက်တာအင်္ဂါသားသမီးဟာဖနလာပိုင်းမှာဒုတိယကံကောင်းတော့နေနက်ပိုင်းရှင်နေဖြစ်နေတယ်ဒုတိယကံကောင်းတော့နေနက်ပိုင်းရှင်စိတ်ကူးထားတာတွေရည်ရွယ်ချက်နဲ့စူးစမ်းအားထုတ်နေတာတွေအောင်မြင်မယ်ဆုံးချုံမျက်နှာထားတဲ့ဖြစ်စဉ်တွေအားလုံးအောင်မြင်နိုင်လိမ့်မယ်နည်းနည်းလေးခရုစိုက်ပေးရမှာကကြားမှာရေအောင်နာလေထိုးတာအစမကြေတာတနည်းအားဖြင့်ထိမိချားမိထိခိုက်နာကျင်စရာတွေပေါ့အောင်နိုင်တဲ့အတွက်ခရုစိုက်နည်းနည်းလေးရှင်ပန်းအောင်နာလေထိုးတာနေလို့မကောင်းတာပြုံစားရေးကြားမှာရေအန်တရဆိုးတွေပါပေါက်တတ်တယ်ညတက်ကောင်းရထပေါက်တာမနဲ့လင်းအားကြီးဖြစ်တာမျိုးတွေဝေဒနာခံစားရတဲ့ကိစ္စရက်တွေကြုံရတတ်တယ်တနည်းအားဖြင့်စေဝါမှားတော့မိတာတွေတနည်းအားဖြင့်အစာအာဟာရတနည်းအားဖြင့်အစာမတက်တာအစာတော့အောအံမှုမောရှော့ဖြစ်တဲ့ဖြစ်စဉ်မျိုးတွေအင်္ဂါသားသမီးတို့ကြုံရဆောင်ရတတ်လို့ခရုစိုက်အင်္ဂါသားသမီးများခုနလပိုင်း7ပန်းဂျွန်လတရက်မှ31ရက်တလနီးနီးလောက်ဟာဒုတိယကံကောင်းတော့နင်းနပိုင်ရှင်ဖြစ်တယ်ရည်ရွယ်ချက်တွေအောင်မြင်မယ်စုံချုံထားတာတွေအောင်နိုင်မယ်နက်နဲလေးလုပ်ငန်းရေးပိုင်းစီးပွားရေးပိုင်းမှာအတိုက်အခန့်တယ်မကရန်လိုတာရန်မူတာရန်ထောင်တာတိုက်ခိုက်တာနှောက်ယှက်တာတော့မှတီတီတတာမျက်မျက်ကိုတွေ့အပေါင်းအသင်မိတ်ဆွေခင်မင်းတို့ရင်းနှီးသူအစရန်လိုရန်ချောင်ရန်မူတတနာလောက်တာကိုခါခါတီတီခံစားရတတ်ပါတယ်ကြုံရရင်ဆိုင်ဖြစ်ရှင်းရခင်ရှိပါတယ်အထုကကျူးစိုက်ပေးဖို့တတိပြုံးနိုင်ဖို့စားနေနဲ့မေတ္တာရက်ခံပါရစေအိမ်အောင်တဲ့အိမ်အောင်ရှင်များဖို့အိမ်အောင်ရေးတာစီပွားရေးကန်စာတာကောင်းတယ်ခုနလပိုင်း4ရက်ကနေခုနလပိုင်း26ရက်အိမတာအောင်မြင်မယ်ရောင်ပါဝယ်ပန်းရောင်ရည်ဝယ်ရေးကိစ္စတွေလည်းဖြစ်မြောက်မယ်အကျိုးပေးကိန်းကနန်း4ကိန်းကနန်း2ကိန်းကနန်း1ကိန်းကနန်းအကျိုးပေးမယ်4နဲ့1ကောင်းကျိုးပေးမယ်ကိန်းကနန်းလုပ်ငန်းရေးပိုင်းမှာပဲဖြစ်ဖြစ်စီပွားရေးမှာပါစီပွားရေးအခန်းကဏ္ဍမှာပဲဖြစ်ဖြစ်အနောက်ဘက်အရှေ့ဘက်အရှေ့ရက်နဲ့အနောက်ရက်အထူသွားလာတာခယူးဆိုင်ပေးရမယ်အနိယအဝိစာအဝါယအဝိစာထိုကာလာအယောင်နှစ်ခုကိုအင်္ဂါသားသမီးများငွေနေဝိစင်ချင်းစိတ်ချင်းရမယ်ခုနလပိုင်း9ရက်နေ့ခုနလပိုင်း14ရက်နေ့ခုနလပိုင်း21ရက်ခုနလပိုင်း28ရက်ဇွန်လ9ရက်ဇွန်လ14ရက်ဇွန်လ21ရက်28ရက်9ရက်14ရက်21ရက်28ရက်အဲ့ဒီလေးပတ်တာအထူးခယူးဆိုင်ရအောင်မြင်မယ်ဇွဲကောင်းတယ်ကံကောင်းတယ်တကူကြီးဖျားခုမြောက်ရတာတွေကုသိုလ်ကံတွေကောင်းပါမယ်ရှစ်စကျင်နာစစနေမောင်းတဲ့မှာငွေကြီးပြဿနာလုံငုံပြဿနာရင်ဆိုင်ဖြစ်ရှင်းရမယ်ငွေကြီးကိစ္စပြဿနာတက်မယ်အိမ်တော်တဲ့အိမ်တော်ရှင်များကိုအိမ်တော်ရဲ့ကံစားတာမကောင်းဘူးပြိုရဲနေပဲသူများရဲ့တနည်းအားဖြင့်အချစ်ဆန်းတမီးရေးစားကဏ္ဍမှာအဆင့်ပြေတမီးရေးစားတို့အတွက်တင်းတင်းများတာလေပျော်ရွှင်စရာအခွင့်အခါအခိုက်ကံတွေကောင်းမလားစိတ်အင်္ဂါသားသမီးများဒေါသစိတ်ကလေးထိမ့်ပေးရမယ်ရန်လိုတဲ့ပေါင်းတင်မိတ်ဆွေလုပ်ငန်းရေးနယ်ပမှာရှင်းဆိုင်ဖြစ်ရှင်းရခင်ရှိလို့အစစအရာရာတတိပြုံးနိုင်ကိုစာမြတ်တာရက်ခံစာစီစေဝါစားတော့ကောင်စီစောက်လို့ရေးလုပ်ငန်းကိစ္စတွေဈေးကောင်းရတယ်ရောင်းကြီးဝယ်ရေးကိစ္စတွေအောင်မြင်မယ်ရောင်းပန်းဝယ်ပန်းမျက်နှာပန်းပတ်တနည်းအားဖြင့်နှောင့်နှေးကြမ်းကြာနေတဲ့ကိစ္စတွေအောင်မြင်မယ်တင်ညာရေးနယ်ပယ်နဲ့ပတ်သက်တဲ့သူတွေအောင်နိုင်မယ်ပြည်တွင်းပြည်ပနိုင်ငံရရှားကိစ္စရက်တွေအောင်နိုင်မယ်ဘယ်တိတိအနည်းဆုံးတို့ရှင်းရောက်ကြံခံရမယ်ကြမ်းကြာနေတဲ့လုပ်ငန်းခွင်တွေလည်းလုပ်ငန်းကြီးအောင်မြင်မယ်လုပ်ငန်းကောင်းတွေလုပ်ငန်းခွင်တွေရရှိမယ်ကုမ္ပဏီအစုရှယ်ယာရင်းနှီးမြှုပ်နှံမှုကိစ္စတွေရဲ့အတိအကျိုးကျေးဇူးအတိအပွင့်တို့ကိုလည်းခံစားရမယ်လာတလာဖြစ်တယ်အတိကဂျာမရေရှင်ဘတ်အောင်နာလေထိုးလေအောင်နာအစအတော့ခရင်ပြတ်တာအောက်အမုံမောကိစ္စအထူးခယူးဆိုင်ပေးပါတနည်းဖြင့်တောက်စားမှုကဏ္ဍပိုင်းတွေကိုလည်းတတိတရားနဲ့ထိတ်ချုပ်နိုင်မှအင်္ဂါသားများအင်္ဂါသားတွေများအားလုံးအတွက်အဆင်ပြေမယ်လို့စံနေတဲ့မြတ်တာရက်ခံပြစေအလံကစားအကျိုးပေးခြင်းမရှိပါနည်းနည်းလေးတွေးထွက်တိုင်းကိုထိခိုက်စရာလေးတွေဖြစ်ရတတ်တဲ့အတွက်ခယူးဆိုင်ပေးဖို့စံနေနဲ့မြတ်တာရက်ခံတယ်ခုနလာပိုင်း7ပန်ဂျွန်လိုက်လာမှာကံကောင်းခြင်းများဖြစ်စေလိုတဲ့အတွက်ရွှေပန်းခုနကုတ်ကတ်လို့ပို့စောပါရွှေပန်းခုနကုတ်နေအိမ်ပြားမှာပဲဖြစ်ဖြစ်အင်္ဂါချိုတောင်းမှာပဲဖြစ်ဖြစ်ကတ်လို့ပို့စောမယ်လက်ဖက်တော့တပတ်ကတ်လို့ပို့စောပါလက်ဖက်တော့နော်အညာအခတ်တွေကင်းဆန်ဝေးသွားမယ်လက်ဖက်တော့တပတ်က
ကတ်လို့ပူစော်ပေးပါတနည်းအားဖြင့်နန္ဒပိုင်းကတ်လို့ပြီးနေတဲ့နေခင်မှာမိသားစုတွေနဲ့ဟာလာတက်ကြီးလူပုဂ္ဂိုလ်တို့ကိုဆုံးပါဝေငါကျွေးမွေးလို့ရပါတယ်လက်ဖက်တုပ်တပွဲကတ်လို့ပူစော်မယ်ဖျားစိတ်တူတွန်းနိုင်ဟောဘူးလို့အရန်သိရောင်းချတာကိုလည်းဝယ်ယူကတ်လို့ပူစော်လို့ရပါတယ်အမုန်ခင်းလူမှုအတိုက်ခိုက်အနောက်အရှက်တွေနဲ့ကင်းစင်ဝေးပါမယ်အင်္ဂါချိုတောင်းနိုင်9ရက်14ရက်21ရက်28ရက်၄ပတ်လုံးပထမပတ်ဒုတိယပတ်တတိယပတ်သုထပတ်၄ပတ်ထမှာ၄ပတ်လုံးပဲဖြစ်စေတပတ်တစ်ချိန်ပဲဖြစ်စေလက်ဖက်တော့တပွဲနဲ့ရွှေပန်းခုနှစ်ကုန်းကိုအင်္ဂါသားသမီးများဆယ်ပန်းကြောင်လိုက်လာခုနှစ်လပိုင်းမှာမပြတ်မကွက်တက်လို့ပူစောပေးပါလက်တိတ်နေတာလက်ပိတ်နေတာငွေကံမကောင်းတာငွေကြေးကိစ္စရက်တွေအင်္ဂါသားသမီးများအတွက်အထုအဆင်ပြေသွားမယ်အိမ်အောင်ရှင်များအိမ်အောင်ရဲ့အဖို့စိတ်အခမ်းမတန်းတာတွေစိတ်မကျင်မလန့်တာတွေပေါ်ပေါက်တတ်တယ်အိမ်အောင်တဲ့အိမ်အောင်ရှင်များငွေကြေးတက်တာပေါ်ပေါက်နိုင်တယ်ခဲကျူးဆိုင်ပေးပါအင်္ဂါသားသမီးအပေါင်းအထုကကျူးဆိုင်ပါအင်္ဂါသားသမီးများခင်ဗျာတန်နန်းလာသားသမီးဂျာသားပရိသားသမီးရန်ကိုရှောင်းမလိုလားအတက်ခိုင်းရများတာစကားညင်ခုံရတာပြိပခပြဿနာတက်ဖြစ်စင်နေကြုံငါစုံရတက်လို့ခရူးဆိုင်ပေးဖို့စနေတယ်မေတ္တာရက်ခံလို့ပါတယ်အင်္ဂါသားသမီးခင်ဗျာစံပန်းကျွန်နိုင်လားဒုတိယကံကောင်းတော့နေနာပိုင်ရှင်ဖြစ်တယ်ရန်လိုရန်မမှုပြဿနာလေးတွေကြုံရတက်တယ်တန်ငယ်ချင်းမိတ်ဆွေလည်းပေါင်းဝင်တယ်လူကြီးမိဘအပေါင်းအသင်းဆက်ရရစပြဿနာညှင်းဆုံးတော့ဖြစ်ပေါ်နိုင်လို့အရာရာကိုလောက်ကင်ဆောင်ရွက်တဲ့နေရာမှာအတိတ်အစအမားရောမပေါ်ပေါက်မတွေ့မကြုံရအောင်အတက်နိုင်တော့အထုခရူးဆိုင်ပေးဖို့တတိပြုံးနိုင်ကိုကျွန်တော်များပုံနဲ့တော်ပြီးတဲ့ဆရာရငါထုံရကိုမြို့တော်မှာအထုမြတ်တာရက်ခံပါစေအရှိရဲ့အိမ်တော်ရဲ့ကြားမရဲ့စီးပွားရေးလုံငွေများဆွေးနွေးမင်းများလို့တာများရှိခဲ့ရင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့တုံနာကို၄ကြည့်ပဲ9လုံး၄9လုံး3 3 4ကိုခုံးကြည့်ပဲ9လုံးခွန်9လုံး6နဲ့တင်9တော့ကိုပြည့်တွင်းပြပအနက်နဲ့ရရဲ့ဘေးရင်မေးဓမ္မရှောက်9သားသမီးအားလုံးဆွေးနွေးမင်းများလိုက်ပါတယ်ဆရာရဲ့ဗီဒီယိုနဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့ဟောက်ကန်လိုက်စာမှာဆိုလို့ရှိရင်တာဂေတာကြောက်တိုင်မတ်တိုင်ကပီတယ်မတ်ကတ်ကြီးရဲ့ပြီး ACD လမ်းထဲတိုင်းနောက်ပတ်200နဲ့ခွန်မြင့်နေတာဖြစ်ပါတယ်အနက်နဲ့အရရမှာဗီဒီယိုနဲ့ဓမ္မရှောက်9သားသမီးအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပါစေကြောင်းကိုလည်းကျွန်တော်တို့ပုံနဲ့တော်ပြီးတဲ့ဆရာရနာထမအထုဆုံးမကောင်းဆုတော်မြတ်တာပို့တာလေးရပါဆရာအနေနဲ့တင်ပြအပ်တဲ့ရတရားလေးတွေလှုပ်လှုပ်ထိုက်တဲ့အချက်လက်ကလေးတွေရုံရုံကြည်ကြည်ဆောင်ရွက်ပေးလိုက်ပါအကျိုးထုံးမယ်အင်္ဂါသားသမီးများစိတ်ထင်းရမယ်ပြဿနာအမှုခင်းတွေပေါ်ဆောင်မှုတွေကြုံရတတ်တဲ့ရင်ဆိုင်ဖြစ်ရှင်းရပင်ရှိတဲ့အထုကလူဆိုင်ပေးဖို့ဇာနေနဲ့မေတ္တာရက်ခံပါရစေဆရာစင်မှာပေးအပ်တဲ့ညွှန်ကြားတဲ့တရားလေးကိုစိုက်မြဲမြဲမဆိုင်မတော့ဆောင်ရွက်ပြီးခြင်းအဖြစ်အခက်ခဲအတိုက်ခိုက်အနောက်ရှက်အဟံအတားတွေကိုကြော်လွှားနိုင်စေမယ်အကျော်ပေးကိန်းကနဲ့လေကိန်းကနဲ့နှိတ်ကိန်းကနဲ့တိတ်ကိန်းကနဲ့လည်းတစိတ်တပိုင်းပေါင်းချုပ်ပြုတ်ပါလိမ့်မယ်လက်ဖက်တော့တက္ကကံများရှေ့ပန်းခုနပုံကလို့ပူစောကြပါညာသားသမီးများခင်ဗျာ